ဒီကဘာမြေကြီးပေါ်မှာကျွန်တော်တို့နားမလည်နိုင်သေးတဲ့ရှင်းပြလို့မရနိုင်သေးတဲ့လျှို့ဝှက်စမ်းကြယ်မှုတွေပေါ်များလာပါတယ်သိပ္ပံပညာရှင်ကြီးတွေကိုတိုင်တောင်ဘလို့မှအဖေရှာမရသေးတဲ့အန်တိုဖွေထီရခုနှစ်ခုအကြောင်းကိုဒီနေ့မှာပုံပြင်တပုတ်လို့ပြောပြပေးသွားမှာပါပထမဆုံးတစ်ခုကတော့ The Ham လို့ခေါ်တဲ့အတန်တိတ်အော်ထမ်းပါပဲကဘာနေရာအတော်များများမှာလူအ ਨੇ စုကဒီအတန်ကိုကြားရတယ်လို့ဆိုကြပါတယ်ဒါပေမဲ့ဘယ်သူမှမြစ်ချားခံရဟုရှာမတွေ့သေးဘူးဒီအတန်ဟာနှင်းကြပြီးတုံခါနေတဲ့လျှို့ဝှက်စမ်းကြယ်တဲ့အတန်ပါတခါတိုင်ဖွန်းမုန်တိုင်းကြီးလို့အော်မီသလိုတခါနားထဲမှာပဲ့တင်ထတ်နေသလိုခံစားရတယ်လို့ပြောကြပါတယ်ဒီအတန်ကြောင့်အိမ်မပြောတာခေါင်းကိုက်တာစိတ်တက်ကြတာတွေဖြစ်ကြရပါတယ်ဒါပေမဲ့အများစုကတော့ဒါတမ်းမှမကြားရတော့သူတို့စိတ်ထင်တာတို့ထင်ကြတာပေါ့လေတို့တွေကရက်စစ်တပ်အားကြောင့်လားစက်မှုလုပ်ငန်းတွေရဲ့တုံခါမှုလားဒါမှမဟုတ်ချွတ်ဝက်စီရေးလှုပ်ရှားမှုတွေလားဘယ်တော့မှအတိအကျမပြောနိုင်သေးဘူးဒုတိယတစ်ခုကတော့တရဆန်မိုးဆိုတာပါပဲယုတိယမိုးတွေတဲထန်လာပြီးမိုးရေနဲ့အတူကောင်းကင်ကနေငားတွေဖားတွေပိန့်ကူတွေအများကြီးကျလာမျိုးပါဒီလိုဖြစ်ရတဲ့ဟာရှေးကေကတရေကမှတ်တမ်းတင်ခဲ့ကြပြီးတတောင်းရှေရာစုမှာဆိုရင်ပြင်သစ်ရွာတရွာမှာဖားတွေတပုံကြီးကျလာခဲ့ဖူးပါလေသိပ္ပံပညာရှင်တွေကတော့လေစင်နှမောင်းလိုလေပွေတွေကရေကန်တွေမြစ်တွေထဲကတရိတ်ဆိုင်တွေကိုဆွဲယူပြီးမိုင်ပေါင်းများစွာဝေးတဲ့နေရာတွေမှာပြန်ချတာလို့ယူဆကြပေမဲ့ဒီအသေးစိတ်ကိုအပြည့်အစုံတော့မရှင်းပြနိုင်သေးပါဘူး။ဘာကြောင့်တမျိုးတည်းသောတိရစ္ဆာန်တွေပဲကြာလာတာလဲ။ဘလို့လို့အသက်ရှင်သေးတာလဲ။ဒါတွေကတော့ပဟေလိပါပဲ။တတိယတစ်ခုကတော့ဘောလုံးလက်စီမိုးချိုးပစ်နေတဲ့အချိန်မှာရုတ်တရက်လေထဲမှာတောက်ပတဲ့ဘောလုံးပုံစံလက်စီတွေပေါ်လာပြီးလှုပ်ရှားသွားတာမျိုးပါပဲ။ဒီလက်စီဘောလုံးတွေဟာလက်တီးစုပ်လောက်ကနေဘောလုံးတစ်လုံးလောက်ထိအရွယ်စားအမျိုးမျိုးရှိနိုင်ပါတယ်။တခါတလေမန်ပတင်းပေါက်တွေကိုဖျက်ကျော်သွားပြီးပျောက်ကွယ်သွားတတ်ကြတယ်။ဒီလိုမြင်တွေ့ရတဲ့လူတွေကတော့သူတို့ရဲ့ဘဝမှာကြုံဖူးသမျှထဲမှာအထူးဆန်းဆုံးဖြစ်ရလို့ပြောကြတယ်။ဒါပေမဲ့ဓာတ်ပုံရိုက်ဖို့ဗီဒီယိုရိုက်ဖို့ဆိုတာခဲယဉ်လာပါတယ်။သိပ္ပံပညာရှင်တွေကဒါဟာလျှက်စစ်တာထူးခြားတဲ့ပုံစံတစ်မျိုးလို့ယူဆကြပေမဲ့ဘယ်လိုဖြစ်ပေါ်လာလဲဘာကြောင့်ဒီလိုအမူအရာတွေလုပ်လဲဆိုတာတော့အပြည့်အဝနားမလဲသေးပါဘူးစထုထတစ်ခုကတော့လူကိုယ်တိုင်မီးလောင်ကျွမ်းခြင်းလို့ခေါ်တဲ့ဖြစ်ရစမ်းပါဘင်ပါကနေမီးရှို့တာမျိုးမရှိပဲလူခန္ဓာကိုယ်ကအတွင်းကနေမီးလောင်ကျွမ်းသွားတာမျိုးပါတမိုင်းတလျှောက်ဒီလိုဖြစ်ရပေါင်းများစွာရှိခဲ့ပါတယ်အများစုကတော့လူတကိုယ်လုံးပြကြသွားပြီးပဝင်းကျင်ကအရာဝတ္ထုတွေကတော့မီးမလောင်ပဲကြံခဲ့တာမျိုးပေါ့တချို့ကအရက်တောက်တာနဲ့ဆက်နေတယ်လို့ယူဆပြီးမြဲတချို့ကတော့လူ့ဝှက်စမ်းကြဲတဲ့စွမ်းအင်တစ်မျိုးလို့ထင်ကြပါတယ်ဘလို့ပဲဖြစ်တဘာဝလွန်ဖြစ်ရတဲ့ခုလို့ဖြစ်နေသေးပါပဲသိပ္ပံပညာရှင်တွေကမီးစာအကျိုးသက်ရောက်မှု wake effect ကိုရှင်းပြဖို့စ조사ပေမဲ့ဒါဟာဖြစ်ရအားလုံးကိုရှင်းပြနိုင်ခြင်းမရှိသေးပါဘူးဘင်းချမမြောက်ကတော့စေတနာအာနိသင် placebo effect ပါဒါကလူစိတ်ရဲ့ကုသနိုင်စွမ်းကိုဖော်ပြတဲ့အန်ဖွယ်ဖြစ်ရပါလူတစ်ယောက်ကအစိလမန်ဆေးဝါးမဟုတ်တဲ့တကြားလုံးလေးကိုပဲဆေးစစ်လို့တောက်လိုက်တာနဲ့သူ့ရဲ့ယောဂလက္ခဏာတွေတကယ်ပျောက်သွားတာမျိုးပါဒါဟာလူခန္ဓာကိုယ်နဲ့စိတ်ရဲ့ဆက်နွယ်မှုကိုပြတာပြီးစေပညာရှင်တွေကဒီအကျိုးသက်ရောက်မှုကိုလေ့လာနေကြပြီမဲ့ဘလို့စနစ်တကျဖြစ်ပေါ်လာလဲဆိုတာအပြည့်အဝနားမလည်သေးပါဘူးကျွန်တော်တို့ရဲ့စိတ်ဟာကျွန်တော်တို့ထင်ထားတာတဲ့အများကြီးပိုပြီးစွမ်းအားကြီးတယ်ဆိုတာကိုဒီဖြစ်ရကသက်သေပြနေတာပါပဲရှစ်သမမြောက်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဥရောပမှာဖြစ်ပွားခဲ့တဲ့အာကကယောဂ Dancing Plague လို့ခေါ်တဲ့သမိုင်းဝင်ဖြစ်ရပါသူတို့ဟာအစာမစားအိတ်မပျော်ပဲကခုံကြတာကနေတချို့ဆိုတေဆုံးခဲ့ရပါတယ်ဒါဟာယောဂတစ်ခုလားစိတ်ယောဂလားဒါမှမဟုတ်အဆူလိုက်အပြုံလိုက်စိတ်ချောက်ချမှုလားဆိုတာအဖြေမရှိသေးဘူးဒီလိုထူးဆန်းတဲ့ဖြစ်ရမျိုးဘာကြောင့်ဖြစ်ရတာလဲဆိုတာကိုသိပ္ပံပညာရှင်တွေရောသမိုင်းပညာရှင်တွေပါအတိအကျရှင်းပြနိုင်ခြင်းမရှိသေးပါဘူးတတမမြောက်နဲ့နောက်ဆုံးတစ်ခုကတော့ The Bloop လို့ခေါ်တဲ့ပင်လယ်နဲ့ထဲကရှို့ဝက်စမ်းကျဲတဲ့အတန်ပါပဲ
1999ခုနှစ်မှာပစိဖိတ်သမုဒ္ဒရာအောက်ခြေကနေမိုင်ပေါင်းများစွာအထိကြားရတဲ့အတန်ကြီးတစ်ခုကိုသိပ္ပံပညာရှင်တွေခြေရခန့်မိခဲ့တယ်။ဒီအတန်ဟာဝေလာငါးတွေထောက်တဲ့အတန်ထက်ပိုပြီးပြင်းထန်ပြီးအကြီးစားရေခဲတောင်တွေပဲ့ကြတန်နဲ့လည်းမတူပါဘူး။ဒါဆိုဘာအတန်လဲ။နဲ့ရှိုင်းနဲ့ပင်လယ်ကြီးထဲမှာကျွန်တော်တို့မသိသေးတဲ့တတ္တဝါကြီးတွေရှိနေလို့လား ဒီလိုပါပဲတိပံပညာဟာဘလောက်ပဲတိုးတက်လာပါစေကျွန်တော်တို့ရဲ့ကဘာကြီးဟာနားမလည်နိုင်သေးတဲ့ရှုဝဲစမ်းကြယ်မှုတွေနဲ့ပြီးရနေပါသေးတယ် ။ဒီနေ့ကျရင်တော့ဒီလျှို့ဝှက်ချက်တွေရဲ့နောက်ွယ်ကအမှန်တရားကိုဖော်ထုတ်နိုင်လိမ့်မယ်လို့မျှော်လင့်ရင်နားဆင်ပေးတဲ့အက်လက်ကျေးဇူးတင်ပါတယ်။